ဆရာတော်ဘုရားကြီးများရဲ့အကောင်းဆုံးတရားဒေသနာတော်များကိုနေ့စဉ်တင်ဆက်ပေးနေတာမို့ channel လေးကို like and subscribe လုပ်ပြီးကုသိုလ်ယူကြပါမဟောဒရာပညာရှိနှင့်သူ၏ပညာစွမ်းအားအပိုင်း3ပညာဆိုတာကွယ်ကွယ်ပြားပြားခွဲခွဲခြားခြားသိတတ်မြင်တတ်တဲ့လူတွေရဲ့တဏ္ဍမှာဖြစ်ပေါ်နိုင်တဲ့စွမ်းအားတစ်မျိုးကိုခေါ်တာဖြစ်တယ်ပညာရဲ့အမှတ်လက္ခဏာကတော့သိခြင်းသိတယ်ဆိုတာပညာရဲ့သဘာဝလက္ခဏာကိုဖော်ပြခြင်းပဲဖြစ်တယ်သိတယ်မြင်တယ်လို့ပြောတဲ့အခါမှာမြင်တယ်ဆိုတာပညာရဲ့စွမ်းအားကိုဖော်ပြတာဖြစ်တယ်သိတာနဲ့မြင်တာဒီနှစ်ခုကိုပေါင်းစပ်ပြီးတော့ပညာအရာမှာ၃လေးရှိတယ်သိတယ်ဆိုတာပညာရဲ့အမှန်တရားလက္ခဏာဖြစ်ပြီးတော့မြင်တယ်ဆိုတာကြတော့သူ့ရဲ့အစွမ်းအားလို့ဒီလိုဆိုတာအဲ့တော့ပညာရလာပြီဆိုလို့ရှိရင်ပညာရအထံသာနာတိသူ့သဘာဝနဲ့ပြောမယ်ဆိုရင်ပညာရှိတဲ့ပုဂ္ဂိုလ်ကဘဝအဓိပ္ပာယ်ကစအရာရာမှာဘာဆိုလိုတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားကြီးသိတယ်အဲ့ဒါပညာပဲဖြစ်တယ်ပေါ့လောကမှာသင်ထားတဲ့အကြောင်းအရာတွေကိုပညာလို့လူတွေကခေါ်နေကြတယ်ဆိုပါစို့တက္ကသိုလ်တွေကောလိပ်တွေကျောင်းတွေမှာသင်တာတွေပညာလို့ခေါ်ကြတဲ့အရာတွေကတကယ်ကတော့ subject matter လို့ပြောရမယ်အကြောင်းအရာတွေမျှတာဖြစ်တယ်တကယ်ကတော့ပညာမဟုတ်သေးဘူးလို့ပြောအဲ့ဒါကိုစာပေကျမ်းကမှဘယ်လိုခွဲပြောတော့ဆိုသုတလို့ပြောတာသုတဆိုတာသင်ယူထားတယ်ဆရာသမားပြောတာကိုနားထောင်မှတ်သားထားတယ်အဲ့ဒီသုတတွေဟာတကယ်ကပညာမဟုတ်သေးဘူးအဲ့ဒီကောလိပ်တွေမှာဘာသင်ထားတာပညာလို့မခေါ်ဘူးသုတလို့ပဲခေါ်ရမှာဖြစ်တယ်အဲ့ဒီသုတကိုလက်တွေ့အသုံးချပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီးသိလာတဲ့အခါကျတော့မှပညာလို့ဒီလိုဆိုလို့တယ်ဒါကြောင့်မို့တခါတည်းအင်္ဂလိပ်ဘာသာစကားမှာလည်းခွဲပြီးတော့ပြောရတာရှိတယ် knowledge ဆိုတာနဲ့ wisdom ဆိုတာ knowledge ဆိုတာကသင်ထားလို့သိတဲ့အနေအထားမျိုး knowledge လို့ပြောပြီးတော့ wisdom ဆိုတာကြတော့သင်ယူထားရုံမျှမကဘူးအတွေ့အကြုံနဲ့ရရှိထားတဲ့ ability ဆိုအရည်ချင်းပေါ့နော်သိနိုင်တဲ့အရည်ချင်းတစ်ခုအဲ့ဒီအရည်ချင်းကိုမှ wisdom လို့ခေါ်တာဒါကြောင့်မို့စာပေကျမ်းကမှလည်းပဲသင်္နာတွေကသုတသင်ယူထားတဲ့အကြောင်းအရာတွေကသုတထိုသုတကမှပညာကိုဖြစ်ပွားစေတာဖြစ်တယ်ပညာရလာပြီဆိုရင်ပညာရအထံသာလာတိဘဝရဲ့အဓိပ္ပာယ်အကျိုးအကြောင်းအဆိုးကောင်းလုပ်တင်တာနဲ့မလုပ်တင်တာပြောတင်တာမပြောတင်တာအဲ့ဒီကိုသိရှိတာကြမှာပညာလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့ဒီပညာကမှညာတော်အထောဒုက္ခဝဟောဘဝမှာအစဉ်ပြေသွားတယ်ပြဿနာတွေအလုံးပြေချောသွားတာကိုဒုက္ခလို့ခေါ်အခက်ခဲကြုံတွေ့နေတာဒုက္ခအထောညာတော်ဒုက္ခဝဟောအမှန်ကန်သိလိုက်ပြီဆိုတဲ့အခါမှာပြဿနာအလုံးကပြေချောသွားတယ်အဲ့ဒါပညာကနေယူဆောင်ပေးလာတဲ့အစဉ်ပြေမှုပဲဖြစ်တယ်ပေါ့ဘလို့အခက်ခဲတွေကြုံပညာရှိတဲ့ပုဂ္ဂိုလ်ဟာဒီအခက်ခဲတွေကိုကျော်လွှားပြီးတော့ဖော်ဆောင်ပေးနိုင်တာတဘာဝတရားကိုစစ်မှန်သိတာသူတို့ဆိုလို့တော့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာတွေးကြည့်တာနဲ့အလုံးကိုသိနိုင်စွမ်းရှိတယ်ပြေးကြည့်တာတောင်မလိုပဲနဲ့တွေးကြည့်ုံနဲ့သိတာပညာရှိကြ။ဘာမှပုဂ္ဂိုလ်တွေကတော့ပြေးကြည့်ပြီးတော့မျက်စိကမြင်တာလောက်ကိုပဲဆုံးဖြတ်ပေးနိုင်တယ်။မျက်စိမြင်တာတဲ့
ပညာသိတာကပို့ပြီးတော့အစွမ်းထက်တယ်ပေါ့မျက်စိမျက်မြင်ဆိုတာကဒီလောက်ကြီးပြည့်စုံတာမဟုတ်သေးဘူးမျက်စိနဲ့မြင်တယ်ဆိုတာတချမ်းပဲမြင်တာအကုန်မြင်တာမဟုတ်ဘူးလူမြင်တောင်မှပဲရှေ့တဲ့ကကြည့်ရင်မျက်နှာပဲမြင်တယ်နောက်စိမမြင်ဘူးလေနောက်ကြောကိုမြင်လို့မရဘူးအဲ့တော့မျက်စိနဲ့မြင်တာကမပြည့်စုံဘူးလို့ပြောအောင်နောက်ကနေကြည့်ရင်လည်းကြောပဲမြင်မှမျက်နှာမမြင်အောင်အဲ့တော့မျက်စိနဲ့ကြည့်တဲ့အကြည့်ဟာပြည့်စုံတဲ့အကြည့်မဟုတ်ဘူးပညာနဲ့ကြတော့ပြည့်ပြည့်စုံစုံမြင်နိုင်စွမ်းရှိတယ်လို့အဲ့ဒီအရေးချင်းမှပညာလို့ခေါ်တာအဲ့ဒီမောဟဒရာပညာရှိဟာအမှန်တမ်းငယ်သေးတဲ့အရွယ်လေးမြတာဖြစ်တော်လဲပဲသူ့ရဲ့ခုခေတ်စကားနဲ့ပြောရင်သူ့ရဲ့အုံနောက်ကမတ္တမမြင့်နေတယ်လို့ဒီလိုပြောမှာဖြစ်တယ်ပေါ့နော်ဘဝဘဝကစိတ်ကူအထောက်လာတဲ့အရေးချင်းတွေကစုဝေးရောက်ရှိနေပြီးတော့ဘယ်အချက်ကိုပဲဖြစ်ဖြစ်သူဟာပေါ်လာတာကိုစဉ်းစားတွေးခေါ်ပြီးဆုံးဖြတ်ချက်ပေးနိုင်တဲ့အနေအထားမျိုးကိုသူရရှိထားတာပဲဖြစ်တယ်အေးပညာမရှိတဲ့ပုဂ္ဂိုလ်ကခေါင်းကိုကိုယ်ချင်တိုင်းကုတ်ရှိတဲ့သဖြင့်ကျွတ်အောင်ကုတ်တောင်မှပဲထွက်ပေါ်လာမှာမဟုတ်ဘူးပေါ့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာအထူးပဲအံ့ဩစရာကောင်းတယ်ပေါ့နော်တထွာပြတရောင်းမြင်ဆိုတာလို့ပညာရှိတဲ့ပုဂ္ဂိုလ်အရေးချင်းငကိုယ်တည်းကရှိတဲ့ပုဂ္ဂိုလ်ဟာအများကြီးသင်စရာမလိုပဲနဲ့သူ့အနေနဲ့သိပြီးသားလေးလို့ဖြစ်ပြီးပေါ်လာတာနဲ့ဘာပြောရမလဲဘာလုပ်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းကြီးမြင်သွားနိုင်တဲ့သိနိုင်တဲ့စွမ်းရည်တတိရှိတယ်လို့သူတို့ဆိုရသင်မှသိတဲ့အသိမျိုးမဟုတ်ဘဲနဲ့ထိုးထွင်းပြီးတော့သိတဲ့အသိမျိုး wisdom တွေ့ကြုံနေနဲ့ထိုးထွင်းပြီးသင်ကြားမှုကိုအခြေခံပြီးတော့သိတာကြတော့သုတ္တမယဉာဏ်လို့ခေါ်တယ်သင်ကြားမှုပေါ်မှာအခြေခံပြီးတော့သိတာစိတ္တမယဉာဏ်ဆိုတာကိုယ့်ရဲ့ထိုးထွင်းဉာဏ်နဲ့သင်ကြားမှုမပါပဲနဲ့ကိုယ်ပိုင်တွေ့တော့ဆင်ញင်မှုနဲ့သိတာမှာစိတ္တမယဉာဏ်လို့ခေါ်တယ်အထူးသဖြင့်စိတ္တမယဉာဏ်လောကုတ္တရာပိုင်းဆိုင်ရာစိတ္တမယဉာဏ်ကိုရနိုင်တဲ့ပုဂ္ဂိုလ်ဟာဘုရားလောင်းတဲ့ပိစိကဗုဒ္ဓပဲရှိတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကသင်ပြီးတော့မှသိရတာတွေဖြစ်တယ်ပေါ့ဘာဝနာမယဉာဏ်ဆိုတာတတိတွေသမာဓိတွေစွမ်းအားတွေကောင်းလာအောင်လေ့ကျင့်ပြီးတော့ရယူထားတဲ့စွမ်းရည်တတိမျိုးကိုဘာဝနာမယဉာဏ်လို့ခေါ်တယ်အဲ့တော့ဉာဏ်၃မျိုးခွဲခြားပြီးတော့ပြောလိပြောထားရှိတယ်သုတ္တမယဉာဏ်အခြေခံပြီးတော့ဘာဝနာမယဉာဏ်ဆိုတာတရားအထုတ်ကြစိတ္တမယဉာဏ်နဲ့တရားအထုတ်တာမဟုတ်ဘူးရှင်သာရိပုတ္တရာသိသမျှဓမ္မအတိတွေဟာစိတ္တမယဉာဏ်မပါဘူးသုတ္တမယဉာဏ်နဲ့ပဲသွားတယ်မြတ်စွာဘုရားဟောထားတဲ့တရားပေါ်မှာအခြေခံပြီးတော့သိတာဖြစ်သောကြောင့်စိတ္တမယဉာဏ်မဟုတ်သုတ္တမယဉာဏ်လို့ပဲခေါ်တယ်အဲ့ဒီနေရာမှာလဲလွဲမှားပြီးတော့ပြောတတ်မိတယ်ပေါ့နော်တာမန်စကလုံးကြည့်မယ်ဆိုရင်သုတ္တမယဉာဏ်ကကြားနာပြီးသိတယ်စိတ္တမယကကြံစီပြီးသိတယ်ဆိုတဲ့အခါမှာဒီကိုတွေးတာနဲ့ကိုက်နေုံနဲ့ပဲသူကစိတ္တမယဉာဏ်လို့ထင်တတ်တယ်မဟုတ်ဘူးစိတ္တမယဉာဏ်လို့ခွဲတဲ့အခါမှာပရတောအတုတ်တော်ဘယ်သူစီကမှသင်ယူထားတာမဟုတ်ပဲဘယ်သူစီကမှမကြားရဘူးပဲနဲ့သိတာမှာမြတ်စွာဘုရားတပည့်ဆက်ကြဟောတဲ့အခါပါတယ်လေပုပ္ပေအနန္တုတုတေတုဓမ္မေတုစက္ခုံဥရပါတိဆိုပုပ္ပေအနန္တုတုတေတုဘယ်တော့မှသူများစီကကြားဘူးတာမရှိဘူးသင်ယူထားတာမရှိဘူးကိုယ်ပဲဉာဏ်နဲ့သိတယ်ဆိုတာပြောတာအဲ့ဒီလိုမှစိတ္တမယဉာဏ်လို့ခေါ်ရမှာဖြစ်တယ်နော်စိတ္တမယဉာဏ်ဆိုတာအဲ့ဒီလိုပညာရက်တွေဟာအမခံစွမ်းရည်တတိရှိတဲ့လူတွေမှာရရှိနိုင်တဲ့အရည်အချင်းပဲဖြစ်တယ်ပေါ့အမြင့်မားဆုံးအရည်အချင်းကတော့သဗ္ဗညုတဉာဏ်ပဲဖြစ်တယ်မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်တော်ကြီးကသိခြင်းလို့အာယုပြုလိုက်လို့ရှိရင်အစီတာအကန့်အသတ်အစီတာလည်းမရှိဘူးအဆိုးပိန်လည်းမရှိဘူးအကန့်လက်လည်းမရှိဘူးဘောင်ကန့်တတ်ထားတာမရှိဘူးတရားသာသိတယ်တခြားမဟုတ်တာတွေမသိနိုင်ဘူးလို့ဒီလိုလည်းမရှိဘူးသိခြင်းလို့အာယုပြုလိုက်တာနဲ့တပြိုင်နက်အလုံးကိုသိသွားနိုင်တာသဗ္ဗညုတဉာဏ်နော်ဘောင်ကန့်တတ်မရှိဘူးအကြောင်းအရာကန့်တတ်မရှိဘူး
ခိုသိကျင်လို့စဉ်းစားတဲ့ထဲမှာကြားဖြတ်ပြီးတော့ဟန်တာတာလည်းမရှိဘူးအကုန်လုံးသိနိုင်တယ်ဒါသဗ္ဗညုတဉာဏ်ရဲ့စွမ်းအားလို့ခေါ်တယ်တော့သိချင်မှသိတာဉာဏ်ပဲမသိချင်မဲနဲ့သူကသူသိနေတယ်ဆိုတာတော့ဉာဏ်မဟုတ်ဘူးအဲ့လိုဉာဏ်မျိုးကလောကမှာမရှိဘူးနော်သို့တော့အဲ့လိုလောကမှာမရှိတဲ့ဉာဏ်မျိုးတောင်မှပဲအဲ့ဒီလိုဉာဏ်မျိုးရှိတယ်လို့ယူဆပြီးအိန္ဒိယသမိုင်းမှာဒီယူဆတွေနဲ့သူကသူအိတ်နေရင်လည်းသိနေတယ်နိုးနေရင်လည်းသိနေတယ်စားနေရင်လည်းသိနေတယ်သွားနေရင်လည်းသိတယ်သူ့မှာဉာဏ်ကြီးကအလိုလျောက်အကုန်သိနေတယ်လို့ပြောတာဟာရှိစရာတစ်မျိုးပဲဖြစ်တယ်ပေါ့။ဘာကြောင့်လို့ဆိုအိတ်နေရင်ဘယ်လိုလုပ်သိမှာလဲ။မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ကအဲ့ဒါမျိုးတွေမပါဘူး။သိခြင်းလို့အာယုံပြုလိုက်ရင်အကုန်သိတာကိုသဗ္ဗညုတဉာဏ်လို့ခေါ်တယ်။မသိခြင်းဘူးဆိုလို့ရှိရင်လည်းမသိဘူးနော်။ဒါဆိုတာအိမ်နဲ့ထည့်ထားရင်ပဲပြတ်ပါဘယ်ရှာမလဲ။ဘလောက်ထက်တဲ့အသွားရှိတဲ့ဓာတ်ပဲဖြစ်စေတဲ့အိမ်နဲ့ထည့်ထားရင်ပြတ်ပါမလားပြတ်နိုင်နော်ထို့တူပဲအသိဉာဏ်ဟာဘလောက်ထက်တဲ့အသိဉာဏ်ပဲဖြစ်ဖြစ်သိကျင်စိတ်နဲ့စူးစမ်းမှပဲသိမှဖြစ်မှာပေါ့မသိကျင်မဲနဲ့ဒီတိုင်းနေရင်ကထသိနေတယ်ဆိုရင်ဘယ်ဖြစ်ပါမလို့အဲ့ဒါသဘာဝမကျတဲ့အယူဆတစ်ခုပဲဖြစ်တယ်အေးပါရမီဖြည့်တဲ့အခါတုန်းကပညာကြီးစွမ်းအားတွေဟာဘဝအဆက်ဆက်မှာသင်လည်းသင်ယူခဲ့တယ်မေးလည်းမေးမြန်းခဲ့တယ်ကိုယ်တိုင်လည်းပဲဘယ်ကိစ္စမှမဆိုအလေးနဲ့ထားပြီးတော့ဆင်ញင်တုံတရားဆင်ញင်စဉ်းစားပြီးလုပ်လို့ရှိတဲ့ဘုရားလောင်းသူတော်စင်ပုဂ္ဂိုလ်မျိုးတွေကြတော့အသိဉာဏ်ရဲ့စွမ်းပကားမြင့်မားနေတာဖြစ်တယ်ပေါ့ဒါကြောင့်အရွယ်ပင်ငယ်တော်လဲမဟောဒရပညာရှိကသူများတဲ့ပို့ပြီးတော့စဉ်းစားနိုင်စွမ်းရှိတယ်ဒါသူ့ရဲ့ပညာရည်ချင်းကစွမ်းအားတွေရှိတယ်ပေါ့မိဂုဏ်တွေကိုဖြေခဲ့ရုံမျှမကတရားတစ်ပုံဖြစ်လာတဲ့အရာကိုအမှန်ကန်ရောက်ရှိလာအောင်သူဉာဏ်စွမ်းဉာဏ်စားနဲ့ဖော်ထုတ်နိုင်ခဲ့တယ်ညင်းလို့မရအောင်ဖော်ထုတ်ခဲ့တာဖြစ်တယ်နော်ညင်းလို့မရအောင်ဖော်ထုတ်ခဲ့တယ်ခဏခေတ်မှာရှေ့နေတွေကမေးပြီးတော့အမျိုးမျိုးဖော်ထုတ်ကြတယ်ဆိုတာဟာအလွဲမှားကိုစောင့်ကြိုပြီးတော့ဖော်ထုတ်ကြတာဖြစ်တယ်ပေါ့သူပြောဆိုမှုတွေရဲ့စွမ်းအားကိုကြည့်ပြီးတော့လူတွေဟာဒီတရားတစ်ပေါင်းအဆုံးဖြတ်ကိုရှေ့နေတွေပြောတဲ့အချက်လက်တွေနဲ့ဥပဒေပေါင်းနဲ့ဆက်ဆက်ပြီးတော့ဘယ်သူကနိုင်တယ်ဘယ်သူကရှုံးတယ်ဆိုတာဆုံးဖြတ်တာအခုကတော့တကယ်အစစ်မှန်ကိုတွေ့အောင်ဘုရားလောင်းဟာသူဉာဏ်စွမ်းဉာဏ်စားနဲ့ညင်လို့မရနိုင်တော့အောင်ဝန်ခံချက်ပေးရလောက်အောင်အတွင်းနှိုက်ပြီးတော့ဆင်ញင်စဉ်းစားပြီးထုတ်ဖော်ခဲ့တာပဲဖြစ်တယ်ခုနှစ်နှစ်အရွယ်မှာအခုလိုခက်ခဲလာတဲ့အငင်းပွားမှုတရားတွေကိုဆုံးဖြတ်ခဲ့တာအောင်မြင်ခဲ့တာဖြစ်တယ်အမှန်ကန်တွေအလုံးဖြစ်ခဲ့တာဖြစ်တယ်လူနဲ့နတ်နဲ့ဖြစ်တဲ့ယထာလူတဲ့ယထာပိုင်ဆိုင်မှုပြဿနာအသီးပဲနဲ့လူလားနတ်လားကွက်ပြသွားအောင်အများရဲ့ရှေ့မှာတက်တည်ပြလိုက်နိုင်တယ်ပေါ့တက်တည်ပြလိုက်တယ်လူဆိုတာပင်မလာရင်မောပန်းတဲ့သဘောရှိတယ်ချွေးထွက်တဲ့သဘောရှိတယ်ချွေးထွက်မထွက်ဆိုတာနဲ့မောမမောဆိုတာနဲ့ဒီအချက်လက်တွေနဲ့ကြည့်ပြီးလူနဲ့နတ်ကိုကွဲပြားခြားနားအောင်တက်တည်ပြပြီးတော့ဆုံးဖြတ်ချက်ချခဲ့နိုင်တာသူ့ရဲ့ပညာစွမ်းဟာအမခမ်းမြဖြစ်တယ်လို့ဒီလိုဆိုရမှာဖြစ်တယ်အဲ့ဒီလိုမောဟဒရာပညာရှိရဲ့စွမ်းပကားတွေကိုသိရှိလို့ဘုရင်ကြီးကတော့နန်းတော်ခေါ်ပြီးတော့အသုံးချခြင်းနဲ့အမှုထမ်းခိုင်းခြင်းနဲ့သို့တော့ပညာရှိအဖြစ်အမှုထမ်းနေတဲ့တေနဂါစားတဲ့ပညာရှိအမတ်ကြီးတွေကတော့သူတို့ရဲ့ယာဒူးအတွက်တစ်ဖက်ကစိုးရိမ်တော့ကရောက်ပြီးတော့ဒီလောက်လေးနဲ့တော့ပညာရှိမခေါ်နိုင်သေးပါဘူးဆက်လက်ပြီးစုံစမ်းသင့်သေးပါတယ်ဆိုတဲ့တရဥအတွက်တင်တာကြောင့်ဝေရေဟဘုရင်ကြီးဟာမောဟဒရာပညာရှိကိုနန်းတော်ထဲခေါ်ပြီးအသုံးချဖို့အချိန်လင်းဟင်းပြီးတော့တွားရတယ်ပေါ့အဲ့ဒီနောက်မှာဒီ
ထူးခြားတဲ့အဖြစ်အပျက်တွေကိုစုံစမ်းတဲ့တကယ်ပညာရှိဟုတ်မဟုတ်စုံစမ်းတဲ့ပဟိလိပု္ပ္ပာတွေဆင့်ငယ်ပို့ပြီးတော့မဟောဒရာရဲ့ပညာကြီးအစွမ်းအစကိုစုံစမ်းခဲ့တာ10ချက်ရှိတယ်နော်ပညာရှိမရှိနန်းတော်ကနေပြီးတော့ပြဿနာတွေပြုလုပ်ပြီးတော့ပို့ဆောင်ပေးတယ်အဲ့ထဲမှာနံပါတ်1ဘာပို့လိုက်တယ်လဲဆိုရင်နန်းတော်ကနေပြီးတော့ဘုရင်ကြီးချီကဆင့်စာရောက်လာတယ်ရှားနှစ်နဲ့လှုပ်ထားတဲ့တထွာလောက်ရှိတဲ့အသားကြောင်လေးကြနနပုစင်တင်ထားတဲ့ရှားသားအနှစ်ကလေးညီးနေအောင်ပုစင်တင်ထားတဲ့ရှားထုတ်ကလေးပေါ့နော်ရှားသားရှားနှစ်နဲ့လှုပ်ထားတဲ့တုတ်ချောင်းကလေးတထွာလောက်ရှိတဲ့တုတ်ချောင်းလေးကိုဘာလှုပ်ခိုင်းသလဲဆိုတဲ့အခါနန်းတော်ကနေတန်တမန်တယောက်ရောက်လာတယ်အရှိယဝမေစကာကလူတွေမင်းတို့စီကလူတွေပညာရှိတယ်လို့သတင်းကြီးတယ်ဟောဒီဒုတ်ကိုအရင်ဖြားခွဲပြရမယ်မခွဲနိုင်ဘူးဆိုရင်မင်းတို့ငွေ1000တန်တတ်မယ်ဆင့်တယ်နော်ရှေးခေတ်က1000ဆိုများတယ်ခုခေတ်ကတော့ပေးကြမှာပါလွယ်ပါတယ်အဲ့တော့ဓာငွေ1000ဆိုပြီးတော့နန်းတော်ကဆင့်သာရောက်လာတယ်ရှားနှစ်သားဒုက္ခလေးချောနေအောင်ပုတ်ထားပြီးတော့ပုတ်စင်တင်ထားတဲ့ဒုက္ခလေးအရင်ဖြားခွဲခြားဖို့ရခက်ခဲတဲ့ဒုက္ခလေးရောက်လာတယ်ရောက်လာတော့ယောမေစကအရှိယောကယောမေစကလူတွေဟာဘယ်လိုလုပ်ပြီးတော့တာမန်တုတ်ချောင်းလေးကိုအရင်ဖြားခွဲဖို့ဆိုတော့လွယ်တဲ့ကိစ္စမှမဟုတ်တာဒီမူလပဂတိအတိုင်းလာရင်တော့ခွဲလို့ရကောင်းရနိုင်လိမ့်မယ်အခုကကြာနနပုတ်ပြီးတော့ညီအောင်လှုပ်ထားတဲ့အသားကြောင်လေးကိုဘယ်ဟာကအရင်လဲဘယ်ဟာကအဖျားလဲဆိုတာခွဲခြားဖို့ဆိုတာလုံးကိုခဲနေခုခေတ်မှာသစ်ပင်တွေကိုတည်တည်ချာချာလေ့လာထားတဲ့ဗုဒ္ဓနီပညာရှင်တွေကိုကြည့်မယ်ဆိုရင်အပွေးကဘယ်လိုသွားသလဲဆိုတာကိုကြည့်ပြီးတော့လဲဖြည့်ရှင်းကောင်းဖြည့်ရှင်းလိုက်ပဲသို့တော့မဟောဒရာပညာရှိကအဲ့ဒီနည်းနဲ့ဖြည့်ရှင်းတာမဟုတ်ဘူးသူဖြည့်ရှင်းပုံကလူတိုင်းစမ်းသပ်လို့ရတဲ့နည်းနဲ့ဖြည့်ရှင်းအဲ့လိုရောက်လာတဲ့အခါကျတော့ရွာလူတွေခေါင်းကုပ်ပြီးတော့ဘယ်ဟာကအရင်ဘယ်ဟာကအဖျားဆိုတာစဉ်းစားကြတာလုံးဝအဖြေမထွက်ဘူးတရားလုံးအဖြေမထွက်တော့ငွေ1000တန်ဆောင်ရမှာဆိုတော့တထေးကြီးစီပူကတ်ကြတယ်တထေးမင်းရဲ့သားကိုပြောပါအောင်အရင်ဖျားပဲဟာမှမသိဘူးဆိုလို့အဖြေထွက်မယ်ဆိုရင်သူတို့ရွာငွေ1000တန်တက်ခံနန်းတော်ကဆင့်သာရောက်လာတယ်ဆိုတခါတည်းတထေးကြီးကသူ့သားမဟောဒရာကလေးငယ်ဘဝတကယ်ချင်းပေါင်းတဲ့နေနဲ့ကစားနေရကခေါ်ပြီးတော့လာပါဦးငါသားနန်းတော်ကအခုလိုပြဿနာတစ်ခုရောက်လာတယ်မင်းဖြေရှင်းစမ်းမအောင်ဆိုပြီးတော့ရှားနှစ်ဒုတ်တန်လေးကိုသူ့ပေးတယ်ပေးလိုက်တဲ့အခါဝေါဒရာပညာရှိကကင်ပြီးတော့လက်ဆဆကြည့်တာနဲ့သူကဘယ်ဟာအရင်ဘယ်ဟာဖြာသူသိသွားပြီသို့တော့လူတွေမှာအဲ့လိုလက်ဆနဲ့သိနိုင်ဖို့ဆိုတာလူတိုင်းမှာမလွယ်ဘူးသူအနေနဲ့ကတော့သူ့ရဲ့ရှိုးဝဲချက်အရာကြည့်လိုက်တာနဲ့သူကသိတယ်တဲ့သို့တော့အများမှတ်သားလောက်အောင်အများစမ်းသပ်လို့ရတဲ့နည်းတစ်ခုကိုသူကသုံးချတယ်အဖျားနဲ့အရင်ဆိုတာမသိနိုင်သည့်အတွက်ကြောင့်အလဲဘိုတဲ့မှာအချီနဲ့ချီပြီးတော့ရေခွက်တစ်ခုတောင်းပြီးတော့အဲ့ဒီရှားနှစ်တုတ်ကလေးကိုရေထဲကိုတပြိုင်နဲ့ကြအောင်ရေထဲကိုချကြည့်တယ်ချလိုက်တဲ့အခါကျတော့တစ်ဖက်ကအရင်မြုပ်တယ်နောက်တစ်ဖက်ကနောက်ကျမှမြုပ်တယ်အဲ့ဒီမှာလူတွေကိုမေးတယ်တစ်ပင်ရဲ့ထုံတန်းစလာကြအရင်နဲ့အဖျားဘယ်ဟာကလေးတယ်လဲဆိုအလုံးမဖြေတယ်တစ်ပင်ဆိုတာအရင်ကလေးတယ်ဆိုအခုလဲရှားနှစ်တုတ်ကလေးဟာတညီတဲ့လှုပ်ထားပြီမဲ့လို့အရင်ဘက်ကလေးနေတယ်သူကမသိမသာလေးနေတယ်အလဲကောင်မှခြီကျိုးလေးနဲ့ခြီပြီးတော့ရေခွက်ထဲထည့်လိုက်တဲ့အခါမှာအရင်ဘက်ကအရင်မြုပ်သွားတယ်
အဲ့ဒါကိုကြည့်ပြီးကဲတေချာကြည့်ကြဆိုပြီးတော့သူကပြအရင်ဘက်ကအရင်မြုပ်ပါတယ်အဖျားကပေါ့အဲ့တော့အဖျားကလေးတာဖြစ်တော့ကြောင့်အဖျားဘက်ကအရင်မြုပ်တယ်ဒါကြောင့်မို့ဒီဘက်ကအရင်ဟိုဘက်ကအဖျားဆိုတာဖြည့်ပေးလိုက်တယ်သူအဖြည့်ပေးလိုက်တဲ့အခါနန်းတော်ကိုရောက်သွားတဲ့အခါကျတော့အဖြေကမှန်းနေတယ်ဒါဘယ်သူဖြည့်ပေးတာတော့လို့ဆိုတော့မောဟဒရာပညာရှိကဖြည့်ပေးလိုက်တာပါလို့ဆိုတော့ဟာတကယ်တော်တဲ့လူပဲဘုရင်ကြီးကတော့ခေါ်ကြလှပြီနန်းတော်ကိုသို့တော်သေနကအမတ်ကြီးကဒီလောက်လေးနဲ့မကျင်납ပတ်နဲ့အောင်ဆက်ပြီးတော့စုံစမ်းကြပါအောင်ဆိုပညာရှိကိုစမ်းကြမှာပေါ့နော်တကယ်ပညာရှိလားမရှိလားအကွက်ကိုလည်းဖြေကြည့်တာပေါ့နော်ပဟေလိကိုအဖြေရှာပြီးတော့ကြည့်ဖို့လိုတယ်ပေါ့ဘယ်အရာပဲဖြစ်ဖြစ်စူးစမ်းတတ်တဲ့အလေးထားပေါ့နော်စူးစမ်းတတ်တဲ့အလေးထားရှိတယ်ဘုရားလောင်းနေမှာအဲ့ဒီစူးစမ်းတတ်တဲ့အလေးထားကြောင့်ဘယ်ဘဝရောက်ရောက်ဘုရားလောင်းနေတာဒုက္ခမရောက်ဘူးဒလပါဏသမှာဆိုလို့ရှိရင်တော်ထဲမှာရေကန်ကြီးရှိတယ်ဘုရားလောင်းကအဲ့ဒီတော့ကမြောက်ထဲမှာအကြီးကဲမြောက်အုပ်ထဲမှာအကြီးကဲလို့တော့အကြီးကဲလို့တော့မြောက်တွေဆိုတာအလုံးသိတဲ့အတိုင်းတနေ့အနေတနေ့အသီးတွေပေါ်တဲ့စီကိုရွှေ့သွားလာနေကြတယ်ရေစားတဲ့အခါမှာတောတဲ့ကရေတွေ့ရင်အငမ်းမရတောက်ကြတာအဲ့ဒီမှာဘုရားလောင်းကသူ့မြောက်တွေကိုမှားထားတာပြောထားတာအေးမင်းတို့ရေအိုင်တွေ့တယ်ဆင်မတော့ကြနဲ့ရေအိုင်တွေ့တိုင်းဆင်မတော့ကြနဲ့အန္တရာယ်ကြုံတတ်တယ်စူးစမ်းပြီးတော့မှဆင်းညာလို့သူပြောထားအဲ့လိုပြောထားတဲ့နဲ့မဆင်မချင်းမြောက်တွေကရေအိုင်ထဲကိုဆင်းတော့တဲ့အခါကျတော့ရေအိုင်ဆောင်ဘလူးရဲ့အစာဖြစ်ကုန်ဘုရားလောင်းကြတော့ရောက်လာတဲ့အခါမှာသူကကန်းဆက်ကိုလှက်ပတ်ပြီးတော့ကြည့်တယ်ကြည့်တဲ့အခါသူဘာတတိထားတော့ဆိုဆင်းတဲ့ခြေရာပဲတွေ့တယ်တက်တဲ့ခြေရာမတွေ့ဘူးအဲ့ဒါသူတတိထားတတ်ပုံလေးကိုပြောတာတော်တဲ့ကရေကန်ကြီးနော်တရားတွေဆင်းကြတယ်ဟုတ်တယ်ခြေရာတွေတွေ့တယ်ဟိုဘက်ကလည်းဆင်းလာပြန်တက်တဲ့ခြေရာရှိရပြန်တက်တဲ့ခြေရာမတွေ့ဘူးအဆင်းနေရွက်တွေ့တော့အာဒီရေကန်ဟာအန္တရာယ်ရှိတဲ့ရေကန်ပဲဆိုဆုံးဖြတ်နိုင်တော့အဲ့ဒါလို့ဘုရားလောင်းရဲ့ဉာဏ်ဤဉာဏ်သွေးဟာအရာရာကိုတတိထားတတ်တဲ့အလေးထားရှိတယ်အဲ့ဒါပညာရဲ့စွမ်းအားပဲဖြစ်တယ်ပေါ့ဒါလည်းကိုယ့်ကိုလေ့ကျင့်ရမလေ့ကျင့်မဲနေငါလည်းတနေ့ကျတော့ဉာဏ်ကောင်းလာမယ်လို့အဲ့လိုမတွက်လေနဲ့အဲ့လိုမတွက်နဲ့နော်ဘူးလုံးကဘူးလုံးမနေမှာပဲနော်စဉ်းစားမှရပါအဲ့တော့ဒါဆိုတာသူကသူထက်လာမှာမဟုတ်ဘူးသွေးမှထက်တာလေအဲ့တော့အသိဉာဏ်ထက်အောင်ကိုယ့်ကိုသွေးပေးနေဖို့လိုတယ်သွေးရမှမပြင်းနဲ့စဉ်းစားရမှမပြင်းနဲ့သွေးပေးရမယ်အဲ့ကြမှာအသိဉာဏ်တွေထက်လာနောက်တစ်ခါဘုရင်ကြီးစီကနေပြီးတော့ဒုတိယပညာစမ်းတဲ့တခုရောက်လာပြန်တယ်။ရောက်လာတော့ဆိုတော့လူရဲ့ဥခေါင်းယိုးခေါင်းယိုးနှစ်ခုပို့လိုက်တယ်။ခေါင်းယိုးနှစ်ခုရောက်လာ။ဘယ်တော့တန်ကယူလာပြီးတော့ပို့တယ်တော့မသိဘူး။အဲ့ဒီမှာခေါင်းယိုးနှလုံးကိုယူလာပြီးတော့အရှိယေဝမိစ္ဆကရွာကလူတွေညံကောင်းတယ်လို့ပြောတယ်။ဟောဒီခေါင်းယိုးနှလုံးဟာယောက်ျားခေါင်းယိုးလားမိန်းမခေါင်းယိုးလားခွဲရမယ်ပေါ့ခေါင်းယိုးပို့လိုက်ပြီးတော့ယောက်ျားမိန်းမခေါင်းယိုးခွဲရမယ်ဘယ်ဟာယောက်ျားခေါင်းယိုးဘယ်ဟာမိန်းမခေါင်းယိုးဆိုတာခွဲခိုင်းတမန်အားဖြင့်လူရဲ့အုတ်ခေါင်းဆိုတာခေါင်းယိုးကြီးကခတ်ဆင်နေမယ်လေတည်တည်ချာချာမလေးလာမသိတဲ့ပုဂ္ဂိုလ်မှာဒီခေါင်းယိုးယောက်ျားလားမိန်းမလားဆိုတာကွဲပြသိဖို့အလွန်ခဲရနေပေါ့အဲ့ဒါလို့ခွဲခိုင်းလိုက်တဲ့အခါမှာခုနအတိုင်းပဲနန်းတော်ကဆင့်စာမှာပါလာတယ်ဒါကိုမင်းတို့မမှန်ကန်ကန်ဖြေနိုင်ရင်ဖြေမဖြေနိုင်ဘူးဆိုရင်တန်ငွေ1000ဆောင်ရမယ်အမိန့်နဲ့ရောက်လာရွာသူရွာသားတွေ
အကင်းပါတယ်ဆိုတဲ့လူတွေဟာခေါင်းရိုးကင်ပြီးတော့ကြည့်တယ်ခေါင်းရိုးလို့ပဲမြင်နေတယ်ဒါယောက်ျားလားမိန်းမလားဘယ်လိုမှသူတို့မခွဲတတ်ဘူးနောက်ဆုံးကြတော့မောဒရာပညာရှိရဲ့အကူအညီကိုယူချတယ်ယူတဲ့အခါမှာမောဒရာပညာရှိကဒါကအမျိုးသားဥခေါင်းဒါကအမျိုးသမီးဥခေါင်းဆိုတာကိုသူခွဲခြားပေးတယ်အဲ့တော့သူခွဲခြားနည်းကဘာနဲ့ခွဲခြားတော့လို့ဆိုတော့အမျိုးသားယောက်ျားတွေရဲ့ဥခေါင်းရိုးအဆက်ကဖြောင်းနေတဲ့အမျိုးသမီးဥခေါင်းရိုးမှာပါတဲ့အဆက်ကအကောက်အကွေ့ကလေးတွေနဲ့သွားတယ်အဲ့နှစ်ခုပဲသွားနော်အကောက်အကွေ့လေးတွေနဲ့သွားတယ်အမျိုးသားရဲ့ဥခေါင်းရိုးဆက်လေးကဖြောင်းဖြောင်းလေးပဲနေတယ်တဲ့အမျိုးသမီးရဲ့ဥခေါင်းရိုးကြတော့ကောက်ကွေ့ပြီးတော့နေတယ်အဲ့ဒါကိုချိပြီးတော့ဒါကအမျိုးသားဒါအမျိုးသမီးဆိုတာမှတ်ပြီးတော့ပေးလိုက်အဲ့ဒါနဲ့နန်းတော်ပြန်ပို့ပြီးအဖြေထုတ်လိုက်တော့အမှန်ဖြစ်နေတာမှန်ထုတ်တယ်ဒါဘယ်သူဖြေပေးတာတော့ဆိုမောဒရာပညာရှိဖြေပေးတာဆိုတဲတော်တာပဲဘုရင်ကြီးကနန်းတော်ခေါ်ဖို့တိုက်တွန်းမြန်တယ်သို့တော့တေတကအမတ်ကြီးကဒါကတလောက်ကြီးပညာရှိမခေါ်တော့သေးပါဘူးဆက်ပြီးတော့စူးစမ်းကြပါအောင်ဆိုပြီးတော့နောက်တစ်ခါတတိယအနေနဲ့အဖြေထုတ်ဖို့ရာဒီမွေးနှကောင်ဖမ်းပြီးတော့ပို့လိုက်တယ်နော်မွေးနှကောင်ဖမ်းပြီးတော့ပို့လိုက်တယ်အဲ့ဒီမွေးကိုပို့လိုက်ပြီးတဲ့အခါကျဘယ်မွေးကအထီးလဲဘယ်မွေးကအမလဲအထီးမှခွဲခိုင်းတယ်အထီးမှခွဲတာများလွယ်ပါတယ်လို့တော့မအောင်မေးလိမ့်နဲ့မွေးဆိုတာရှည်ရှည်မျောမျောကြီးပဲကုန်နော်တရားတွေတော့လွယ်ကောင်းလွယ်မှာပေါ့ခွေးဒီခွေးမှခွဲတာတော့လွယ်ပါတယ်အဲ့တော့မွေဒီမွေမကြတော့ဘလို့ခွဲရမလဲမွေဆိုတာရှည်ရှည်မျောမျောကြီးပဲနေတာဆိုတော့ဘယ်ဟာအထီးလဲဘယ်ဟာအမလဲဆိုတာခွဲခြားပြီးတော့မပေးနိုင်ကြဘူးအဲ့လိုခွဲခြားမပေးနိုင်တဲ့အခါကျတော့မောဒရာပညာရှိရှိကုညီတောင်းကြရတယ်အဲ့လိုကုညီတောင်းတဲ့အခါမှာသူကမွေအထီးအမကိုဘယ်လိုခွဲပြီးတော့ပေးတယ်လဲလို့ဆိုရင်မွေရဲ့ဥခေါင်းနဲ့အမီးကိုကြည့်တယ်မွေဒီရဲ့ဥခေါင်းကနည်းနည်းကြီးတယ်တုတ်တယ်မွေမရဲ့ဥခေါင်းကသေးသွယ်တယ်အဲ့ဒါတစ်ချက်ခေါင်းကြည့်လိုက်တာနဲ့သူကခေါင်းတုတ်ထိုင်နဲ့သွဲတာနှစ်ခုနောက်တစ်ခါအမီးကိုကြည့်တယ်သူကအမီးကလည်းပဲဒီမွေဒီရဲ့အမီးကတုတ်တယ်မွေမရဲ့အမီးကသွဲတယ်ဥခေါင်းကိုလည်းကြည့်တယ်အမီးကိုလည်းကြည့်တယ်နောက်တစ်ခုကတော့လည်းပဲအောင်မွေတွေမှာအရစ်ပါတတ်တယ်ဒီမွေဟောက်တွေပါတယ်ဆိုရင်လက်ရည်30လို့ခေါ်တာပေါ့နော်ဒီအမဲရည်ကြီး3ခုပါတယ်အိန္ဒိယဇာတ်ကားကြည့်ရင်တော့တွေ့လိမ့်မယ်လက်ပင်ကြီးဖပြင်းကြီးထောင်ပြထားတဲ့အခါမှာအဲ့ဒါလက်ရည်3တန်းရှိတယ်အဲ့ဒီမှာမွေဒီမွေမဘလို့ခွဲတော့လို့ဆိုမွေဒီရဲ့လက်ရည်ကသူကတစ်ခုနဲ့တစ်ခုဆက်ပြီးတော့နေတယ်ဒီ3ခုကတစ်ခုနဲ့တစ်ခုဆက်နေတယ်မွေမရဲ့လက်ရည်ကြတော့ပြတ်တော့နေတယ်အပြတ်နေတယ်အဲ့ဒါသင်္ကေတနဲ့အဲ့လိုခွဲပြီးတော့ပြီးတယ်ဒါလည်းပဲသဘာဝအပြင်ကြည်တတ်မြင်တတ်လိလတတ်တဲ့ပုဂ္ဂိုလ်တွေဖို့ဒီလူတိုင်းတတိထားပြီးကြည့်မယ်ဆိုရင်ကွဲပြားခြားနားမှုဆိုတာတော့ရှိတမန်အပြင်တော့တမန်မျက်စိနဲ့တော့ဒီအထီးမှခွဲလို့ရကြမှာရမှာပေါ့နော်အဲ့တော့မောဒရာပညာရှိကသူ့အသက်အရွယ်လေးနဲ့သူဘယ်လိုရခွဲတာတော့သူဘယ်ကတင်ထားတာတော့လို့ဆိုမဟုတ်ဘူးကြည်တတ်မြင်တတ်တဲ့စွန့်ရည်တတိကသူ့အုံနောက်မှာရှိနေတယ်သူကနော်ကြည်တတ်တယ်စဉ်းစားတတ်တယ်အရာရာကိုတမန်အဖြစ်မဟုတ်ဘဲနဲ့
စူးစူးဆိုင်ဆိုင်လေးလာကြည့်တတ်သည့်အတွက်ကြောင့်မတူကွဲပြားမှုတွေကိုသူ့ရဲ့ဉာဏ်ထဲမှာပေါ်နေတယ်အဲ့ဒီနည်းနဲ့သူကခွဲခြားပြီးတော့ပေးလိုက်တော့ဒီပြဿနာလည်းပဲပြေသွားပြန်ရောအမှန်ကန်ဖြေနိုင်စွမ်းရှိတော့ဘုရင်ကြီးကသဘောကျပြန်တယ်အဲ့ဒီမှာတေနကမတ်ကြီးရဲ့စိတ်ကူးနဲ့နောက်ထပ်ဆက်ပြီးတော့အဖြေထုတ်ဖို့ရအတွက်ထပ်ပြီးတော့၄ခုမြောက်မေခွန်းတစ်ခုထပ်ပို့လိုက်တယ်အဲ့ဒါတော့ပဟေလိစကထာဖွက်တဲ့ပုံစံမျိုးပဲเนาะစကထာဆိုတာငယ်ငယ်တော့ကြားဘူးတယ်ငါနွားနဲ့ခြုံပေါ်တဲ့ချွတ်ချွတ်တမ်းမကြအာကနွားတဲ့ငယ်ငယ်တော့ကြားဘူးတာပြောတာเนาะငါနွားနဲ့ခြုံပေါ်တဲ့ချွတ်ချွတ်တမ်းမကြအာကနွားအဖြေရပါတော့ဆိုတန်းနေစပင်းတွေကတန်းဥခေါင်းကတန်းကိုပြောတာเนาะအဲ့လိုစကထာဖွက်တဲ့ပုံစံမျိုးပဲမဟောဒရာဒီအရှိရွာမေဇကရွာကလူတွေစီကိုဘုရင်ကြီးကနေပြီးတောင်းဆိုလိုက်တာသူဘာလို့ခြင်းလဲဆိုတော့သူ့စီမှာကိုလုံးဆွတ်ဆွတ်ဖြူးနေတဲ့နွားလာဥဒ္ဒပနန်းတော်ကိုပို့ပေးရမယ်မပို့နိုင်ရင်မင်းတို့တန်ဝေး1000နွားလာဥဒ္ဒပဆိုတာဘိုးကြီးနဲ့တုတ်တုတ်ခိုင်ခိုင်နဲ့နွားထီးကြီးကိုခေါ်တာနော်နွားထီးကြီးကိုခေါ်တယ်အဲ့ဒီနွားထီးကြီးကရိုးရိုးတိုင်းမဟုတ်ဘူးဂျိုကခြေထောက်မှာပေါက်ရမယ်ရိုးရိုးနွားမဟုတ်ဘူးခြေထောက်မှာဂျိုပေါက်ပြီးတော့ခေါင်းပေါ်မှာဘို့ပါတဲ့ကိုလုံးဆွတ်ဆွတ်ဖြူပြီးတော့တနေ့ကိုအချိန်မှန်3ချိန်တွန်တတ်တဲ့နွားလာဥဒ္ဒဘာတဲ့အဲ့ဒီနွားဖြူကြီးကိုပို့ပေးရမယ်အရှိရွာမေးစားလူတွေကခေါင်းကုပ်ပြီးတော့စဉ်းစားလို့ဘယ်လိုလုပ်မှဒီလိုနွားမျိုးသူတို့မြင်လည်းမမြင်ဘူးနွားဆိုတာခေါင်းပေါ်မှာဂျိုရှိတာကြီးပဲအကုန်လုံးဘိုးကပခုံးပေါ်မှာရှိတာအခုကခြေထောက်မှာဂျိုရှိရမယ်တဲ့နော်ခေါင်းပေါ်မှာဘိုးရှိရမယ်ဆိုတော့ဒီဖြေထုတ်ဖို့တော်ခက်တယ်ဖြေထုတ်ဖို့ခုနငါနွားနဲ့ခြုံမော်တဲ့ချွတ်ချွတ်တမ်းမကြအာကနွားဆိုတာလို့ပဟေလိစကားမျိုးဖြစ်နေတယ်အလုံးစဉ်းစားရမရတဲ့အခါကျတော့မောဒရာပညာရှိစီသွားပြီးအကူကြီးတောင်းတယ်။ကူကြီးတောင်းတော့မောဒရာပညာရှိကဒါဘာခဲလို့လဲကျက်ဖအဖြူတကောင်ကိုတော့ပို့လိုက်နန်းတော်မှာနော်ကျက်ဖအဖြူတကောင်ကိုဖမ်းပြီးတော့နန်းတော်ပို့လိုက်ကျက်ဖဆိုတာကျက်ဆိုတာဒီခြေထောက်မှာရှိတဲ့အတက်ကအဲ့ဒါခြေထောက်မှာဂျိုပဲပေါ့လေနော်ခြေထောက်မှာရှိတဲ့အတက်ကဂျိုပဲခေါင်းပေါ်မှာအမောက်ပါလို့အဲ့ဒါဘို့ပဲတဲ့အဲ့တော့ကြက်ဟာခေါင်းပေါ်မှာဘို့ခြေထောက်မှာဂျိုတနေ့ကို3ချိန်တွန်းတယ်ဆိုတာကြက်ကတွန်းတာကိုအချိန်မှ3ချိန်တွန်းတယ်အဲ့ဒီကြက်ဖြူတကောင်ကိုဖမ်းပြီးနန်းတော်ပို့လိုက်ဆိုတော့ဒီပြဿနာလည်းပြေသွားပြန်ရောနော်ပြေသွားပြန်ဒါစကားတာဖွက်တာကိုနိုင်သွားတာပေါ့အဲ့ဒီပေလိဆိုတဲ့သဘောတရားတွေကလူတွေကိုတချို့ကတွေးဝေသွားစေတတ်တယ်တွေးဝေသွားစေတတ်တဲ့ပေလိမျိုးတွေလည်းရှိတယ်အဲ့ဒါမျိုးကိုဝိဇ္ဇနာပေလိလို့ခေါ်တယ်ဥပမာတစ်ခုမှာမြင်းလေးကောင်တကောင်ကိုအရှိဘက်လှည့်ပြီးတော့ခြီးနောက်တစ်ကောင်ကအနောက်ဘက်လှည့်ခြီးနောက်တစ်ကောင်ကမျက်နှာကိုတောင်ဘက်လှည့်ပြီးတော့ခြီးနောက်တစ်ကောင်ကမြောက်ဘက်ကိုလှည့်ခြီးဆိုခြီးခိုင်းလိုက်တယ်ဆိုလို့ရှိရင်မြင်းလေးကောင်ကနားထောင်တဲ့လူရဲ့ခေါင်းထဲမှာဆိုလို့ရှိရင်အရှိဘက်မျက်နှာလှည့်နာခေါင်းလှည့်နေတဲ့ကောင်ကတစ်ကောင်အနောက်ဘက်ခေါင်းလှည့်နေတဲ့ကောင်ကတစ်ကောင်တောင်ဘက်ခေါင်းလဲတဲ့ကောင်ကတစ်ကောင်အနောက်ဘက်ခေါင်းလဲတဲ့မြောက်ဘက်ခေါင်းလဲတဲ့ကောင်ကတစ်ကောင်ဆိုဒီ၄ကောင်ဟာတကူးနဲ့တကူဖင်ပေးပြီးတော့ခြိထားတယ်လို့ခေါင်းထဲမှာသွားစဉ်းစားမိသွားအဲ့ဒီကောင်၄ကောင်ကိုတဲ့အလဲကောင်ချထားတဲ့မြက်ထုံးကိုဒီ၄ကောင်စလုံးစားနိုင်ရမယ်ဆိုတဲ့အခါကျတော့အဲ့ဒါကိုအဖြစ်ထုတ်ခိုင်းတာ
တမန်အပြင်အရှိဘက်လှည့်ချီမယ်နောက်ဘက်လှည့်ချီမယ်တောင်ဘက်လှည့်ချီမယ်မြောက်ဘက်လှည့်ချီမယ်ဆိုကြောပေးပြီးတော့ခြိထားတဲ့ပုံစံမျိုးဖြစ်တယ်ရုပ်တရက်တွေးဝေသွားတာအမှန်ကတော့ခေါင်းချင်းဆိုင်ခြိလိုက်တာပဲခေါင်းချင်းဆိုင်ခြိရင်လည်းအနောက်ဘက်ကောင်ကအရှိဘက်လှည့်ခြိတာပဲလေအရှိဘက်ကောင်ကအနောက်ဘက်ကောင်ပြုခြိလိုက်တာပဲလေတောင်ဘက်ကောင်ကမြောက်ဘက်ကောင်မြောက်ဘက်ကောင်ကတောင်ဘက်ကောင်ဆိုခေါင်းလေးလုံးဆိုင်သွားတယ်ခေါင်းလေးလုံးဆိုင်အောင်ခြိလိုက်ရင်လည်းပဲဒီတိုင်းပဲဖြစ်တယ်အဲ့တော့အလဲကောင်ချတဲ့မြတ်တုံးကို၄ကောင်စလုံးစားလို့ရသွားတယ်အဲ့ဒါမျိုးဝေဇနာပဟေလီလို့ခေါ်တယ်ရုပ်တရက်ကြားသူဟာထွေဝေသွားစေတယ်ပေါ့အဲ့လိုပဟေလီတွေအများကြီးပဲဒီတက္ကဒကျမ်းဂန်တွေမှာဒီရှုပ်ဝက်စကထာဝတ်တယ်ဆိုတာတွေသင်ကြားရတာမျိုးတွေရှိတယ်ပေါ့နော်အခုလည်းပဲဒီခြေတော့မှာဂျိုပေါက်ပြီးခေါင်းပေါ်မှာဘိုးရောက်နေတဲ့တနေ့၃ချိန်တွန်းတတ်တဲ့နွားလာဥဒဘကိုဆက်ရမယ်လို့ဆိုတော့အဲ့ဒီနွားလာဥဒဘဟာတခြားမဟုတ်ဘူးကျက်ဖအဖြူပဲဖြစ်တယ်ဆိုတော့ပဟေလီကိုဖြစ်ထုတ်လိုက်တယ်သူကစကလုံးကိုဖွက်ပြီးတော့ရစီလေအောင်လှုပ်ထားတာဟုတ်နော်အဲ့ဒီမှာလည်းပဲအဖြေထုတ်လိုက်တဲ့အခါမှာသူတို့ဒီပြဿနာပြေလည်သွားပြန်ရောပြေလည်သွားပြန်တဲ့အခါမှာဒီပြဿနာကိုဘယ်သူဖြေပေးတာတုံးဆိုဒီမောဒရာပညာရှိဖြေပေးတယ်ဆိုဒါဖြစ်နောက်ထပ်အခက်ခဲပြဿနာတစ်ခုနန်းတော်ကနေပြီးတော့ရောက်လာပြန်ဘာအခက်ခဲတုံးဆိုဒါကစဉ်းစားညံ့နဲ့ပတ်သက်တဲ့ဟာဖြစ်သွားပဟေလီမဟုတ်ဘူးဒီဟာကြတော့လောကမှာအခက်ခဲတစ်ခုကိုဘယ်လိုအောင်မြင်အောင်လုပ်နိုင်တယ်ဆိုတဲ့စွမ်းရည်တတိရှိမရှိစုံစမ်းတဲ့သဘောသမိုင်းမှာဒီဝိရိယနိုင်ငံမှာရှေးခင်ကကုသဘယင်ဆိုတာပေါ်ခဲ့ဘူးတယ်ကုသမင်းနဲ့ပပဝတီဆိုတဲ့ဇာလံကြားဖို့ကြမှာပေါ့နော်အဲ့ဒီကုသမင်းကြီးကစစ်ပွဲအောင်မြင်သွားတဲ့အခါမှာတရားမင်းကအောင်စုပေးတဲ့အနေနဲ့ပရမ ्या တစ်လုံးကုသမင်းကြီးကိုလက်ဆောင်ပေးခဲ့ဘူးတယ်အဲ့ဒီပရမ ्या ကကျိုးနဲ့ခြီးပြီးတော့တပင်းတွေဘာလို့ဆွဲလို့ရတဲ့ပရမ ्या လုံးလေးသို့တော့ထူးထူးဆန်းဆန်းလောက်ထားတာအဲ့ဒီပရမ ्या ကိုထွင်းထားတဲ့ကျိုးချီတဲ့နေရာအပေါက်က6ရောင်ကြီးဖောက်ထားတာမဟုတ်ဘူးအကောက်အကွေ့8ခုရှိတယ်အကောက်ကွေ့8ခုရှိတယ်ဆိုတော့ကျိုးသွင်းမှုအမတမခက်တယ်နော်ကွေ့8ခုထည့်ထားတယ်အကောက်8ခုထည့်ထားတော့ကျိုးထိုးလိုက်လို့ရှိရင်လမ်းကဆုံးသွားတယ်အဲ့ဒီကျိုးကကုသမင်းကြီးလက်ထက်ကလေးကရှိခဲ့တဲ့ပရမ ्या လုံးမှာခြိထားတဲ့ကျိုးကဆွေးလာတော့ကျိုးအစ်စ်လဲဖို့လိုလာတော့ဒီရှေ့ရွာမင်းသားကလူတွေပညာရှိတယ်လို့ပြောတယ်ဒီကျိုးကိုဖျက်အောင်တတ်ခိုင်းမယ်ဆိုပြီးတော့အဲ့ဒီပရမ ्या လုံးကြီးကိုပို့ပြီးတော့ကျိုးတက်ပေးဖို့မတတ်နိုင်ဘူးဆိုလို့ရှိရင်တန်ငွေ1000ဆောင်ရမယ်ဆိုပြီးနန်းတော်ကစင့်စာရောက်လာတဲ့အခါမှာထိုးကြည့်ကြတယ်ဘယ်လိုလုပ်ဝယ်မှာတော့ထိုးကြည့်လမ်းဆုံးတယ်အကွေ့အကောက်က8ခုပါနေတာဆိုအဲ့တော့လူတွေဟာကြံရမရတဲ့အခါကျတော့မောဒရာပညာရှိစီသွားတော့မောဒရာပညာရှိကလွဲပါတယ်တဲ့ဒါလူလုံးလို့တော့ပဲရမလဲလှုပ်တဲ့နေရှိပါတယ်ဆိုပြီးတော့ပြားရည်တောင်းပြီးတော့အဲ့ဒီအပေါက်မှာပြားရည်လေးတွေတုပ်ပေးတယ်ပြီးတော့နောက်ထပ်သွင်းမဲ့ကျိုးရဲ့ထိတ်ဝမှာပြားရည်လေးတုပ်ထားပြီးတော့အပေါက်ဝမှာတိတ်ပေးထားပြီးပွဲစိတ်အုံနာသွားချတာပွဲစိတ်အုံနာသွားချတော့ပွဲစိတ်ဆိုတဲ့အကောင်လေးကဒါဆွဲတယ်လေသူတို့တွင်းထဲမှာဆွဲသွင်းတတ်တာအဲ့တော့ပွဲစိတ်တွေကပြားရည်နံရလာတဲ့အခါကျအုံထဲကကျင်းနဲ့အုံနဲ့ထွက်လာကြပြီးတော့အဲ့ဒီပရမ ्या အပေါက်ထဲကိုဝင်ကြတယ်ဝင်ပြီးတော့ကျိုးဟောင်းကျိုးစားတွေကိုကုံကိုက်ဆွဲသွားကြကိုက်ဆွဲသွားပြီးတော့ထိတ်ဝမှာတိတ်ပေးထားတဲ့ကျိုးအစ်စ်ကိုဝိုင်းပြီးတော့ဆွဲလာကြတာဆွဲလာတော့ဟိုဘက်ပေါက်ထိရောက်သွား
အဲ့ဒါပဝဲစိတ်တွေရဲ့စွမ်းအားနဲ့ကြိုးတက်ပြီးသားဖြစ်သွားအဲ့ဒီနည်းနဲ့ကြိုးတက်ပြီးတော့ပေးလိုက်တဲ့အခါကျတော့သူတို့နန်းတော်ကတောင်မှပဲမကြမ်းနိုင်လို့ဒီပို့လိုက်တာကိုအခုလို့အောင်မြင်မြင်လှုပ်ဆောင်ပေးတာကိုသိလိုက်ရတော့ဒါဘသူစွမ်းရည်လဲဆိုတော့မောဒရာပညာရှိရဲ့စွမ်းရည်ဖြစ်တယ်ဆိုသူတို့တန်တော်နဲ့ဘုရင်ကြီးကသူ့ကိုခေါ်ဖို့ကြိုးစားတော့လေတေနကအမတ်ကြီးကနေပါအောင်ဆိုပြီးတော့ဘုရင်ကြီးကိုဆိုင်းထားပြန်နောက်ထပ်ဆက်လက်ပြီးတော့စူးစမ်းမအောင်မယ်အခုကခက်ခဲတဲ့အလုပ်တစ်ခုဘလို့အောင်မြင်အောင်လုပ်လို့ရတယ်ဆိုတာကိုနီလန်းရှာတဲ့အနေနဲ့ခုကမေးတာနောက်တစ်ခါကျတော့ပြဿနာဖြေရှင်းတဲ့အခါမှာအမျိုးမျိုးရှိတယ်မဖြစ်နိုင်တာလာခိုင်းလို့ရှိရင်မဖြစ်နိုင်တာကိုပေါ်လွင်အောင်ဖြေရှင်းဖို့လိုတယ်လေတခါတရံကျတော့မဖြစ်နိုင်တဲ့အလုပ်ကိုလာပြီးတော့ခိုင်းတာရှိတယ်အဲ့တော့ဘုရင်ကြီးကအရှိယောမေဇလူတွေတကယ်ပညာရှိတယ်လို့ကြားရတယ်ဒါကြောင့်မို့အရှိယောမေဇလူတွေကိုခိုင်းလိုက်တယ်ဘာခိုင်းလိုက်တော့ဆိုနန်းတော်ကနွားခြံထဲမှာမွေးထားတဲ့နွားလာဥဒ္ဒဘကြီးကိုအစာတွေဖိုက်တင်းအောင်ကျွေးပြီးတော့ဂျိုးစီတွေလူဆနွင်းတွေတုပ်ပြီးတော့အရှိယောမေဇကိုပို့လိုက်တယ်စာထဲမှာပါတော့ဆိုရင်ဒီနွားလာဥဒ္ဒဘကြီးကမကြခင်နွားကလေးမွေးတော့မှာမင်းတို့အဲ့ဒီနွားကိုအောင်မြင်မြင်မွေးအောင်လုပ်ပြီးတော့နွားကလေးနဲ့ဒီနွားလာဥဒ္ဒဘကြီးကိုနန်းတော်ပြန်ပို့ရမယ်လို့ပြောနွားဒီကြီးကကလေးမွေးတယ်ဆိုတာဖြစ်နိုင်ပါမလားအဲ့ဒါမဖြစ်နိုင်တဲ့အလုပ်ကိုခိုင်းတာလေအဲ့ဒါမျိုးကြတော့ဘလို့ဖြေရှင်းမလဲဒါမရဘူးဆိုရင်လည်းသူကတန်တက်မှာဝေဒဆောင်တန်တက်မှာအဲ့လိုနန်းတော်ကဆင့်လာတဲ့အခါမှာအလုံးကကြံရမရတော့ဘောဓရပညာရှိစီအကြံဉာဏ်တောင်းကြတယ်ဒါကနိပရိယေနဲ့ပြေလည်အောင်ဖြေရမယ်နီးပဲခုနတို့လှုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးလေနွားရီကြီးကဘယ်လိုလုပ်မွေးမှာတော့အဲ့တော့မောဟဒရာပညာရှိကဘာပြောတော့ရွာထဲမှာအပြောအဆိုလိမ္မာပတ်တ်တဲ့လူတတိရှိနဲ့ဘယင်နဲ့တွေ့လည်းမကြောက်ဘူးပြောတတ်တဲ့လူကြောက်ရင်လည်းပဲစကားတွေထစ်ပြီးပြောတတ်မှာမဟုတ်လေအဲ့လိုရဲစွမ်းတတိရှိပြီးတော့ရဲဝံ့ပြောတတ်ဆိုတတ်တဲ့လူရှိလားရှိပါတယ်အဲ့လူကိုခေါ်ပြီးမောဟဒရာပညာရှိကအကြံဉာဏ်ပေးတယ်စပင်ကိုဖားရချတကူလုံးရေတွေနဲ့လောင်းပြီးတဲ့အခါကျတော့ဘုရင်နန်းတော်ကိုသွားပြီးနန်းတော်တကားဝမှာသွားပြီးတော့ငိုနော်သွားပြီးတော့ငိုတဲ့အခါမှာသူများတွေကဘာလို့ငိုတာတုံးလို့မေးရင်မဖြေနဲ့တဲ့ဘုရင်ကြီးနဲ့တွေ့မှသူဘာကြောင့်ငိုတယ်ဆိုတာကိုရှိုက်ကြီးတငယ်နဲ့ဝမ်းနဲ့ပန်းနဲ့သူငိုနေတာအဲ့ဒါငိုတာကိုဘုရင်ကိုယ်တိုင်ထွက်မေးတဲ့အခါကျတော့မှသူကဖြေတာသူကဘာဖြေတုံးဆိုတော့ဘာပြောတုံးဆိုတော့ကျွန်တော်မျိုးကြီးရဲ့အဖေမိမဖွားနိုင်တာ9ရက်ရှိပါပြီတဲ့အဲ့ဒါအရှင်မင်းကြီးကဲတော်မူပါအောင်ပေါ့ဆိုတော့ဘုရင်ကြီးကဟာယောက်ျားမိဖွားတယ်ဆိုတာရှိတာမဟုတ်ဘူးနဲ့မင်းယူနေသလားယောက်ျားမမဗျာယောက်ျားမိမဖွားဘူးဆိုလို့ရှိရင်နွားလာဥဒ္ဒဘကြီးကဘယ်လိုလုပ်ပြီးတော့နွားကလေးရနိုင်မှာမလို့ဆိုအဲ့ဒါနဲ့ပဲပြည်သွားရောဒါကချမ်းစီပြီးတော့ဖြေရတဲ့အဖြေတစ်ခုပဲနော်ဥပ္ပတမီနဲ့ဖြေတယ်လို့ဒီလိုခေါ်တယ်ပေါ့နီလန်းနဲ့ဘုရင်ကြီးကိုယ်တိုင်ကအထီးကနွားဘယ်တော့မှမမွေးဘူးလို့သူကိုယ်တိုင်ပြောလိုက်တော့ဒီအထီးကြီးကမွေးလို့မရဘူးဆိုတော့ပြေးပြီးသားဖြစ်သွားတယ်လေဘုရင်ကိုယ်တိုင်ကပြောလိုက်တဲ့စကားဖြစ်သွားတော့သူ့အဖြေကထွက်ပြီးသားဖြစ်သွားအဲ့တော့နွားတီးကဘယ်လိုလုပ်နွားမွေးမှာတော့သူကိုယ်တိုင်ကယောက်ျားကကလေးမွေးတယ်ပဲရှိမှာတော့မရှိလို့ရှိရင်လည်းနွားတီးကလည်းဘယ်လိုလုပ်နွားမွေးမှာတော့ဆိုတာကိုဖြေပြီးသားဖြစ်သွားတယ်ပေါ့အဲ့ဒီနီးနဲ့ဖြေရှင်းလိုက်တယ်တဲ့ကဲအရှိယောမေဇကလူတွေကောင်းကောင်းကြီးအဖြေပေးနိုင်တယ်ဆိုပြီးဘုရင်ကြီးကကျေနပ်သွားတယ်သို့တော်လည်းနောက်ထပ်မေးခွန်းတစ်ခုဆက်လာပြန်တယ်အခက်အခဲတစ်ခုလောက်ခိုင်းပြန်တယ်အဲ့ဒီအခက်အခဲကဘာလို့ဆိုရင်
နန်းတော်ကိုတဲ့ထမင်းကျင်ချက်ပြီးတော့ပို့ရမယ်ထမင်းအိုးချက်ပြီးတော့ပို့ရမယ်အဲ့ဒီထမင်းကထမင်းကျင်ချက်ပြီးတော့ပို့ရမယ်ဆိုတော့အဲ့ဒီမှာသူကစီကံချက်တွေပါလာတယ်အဲ့ဒီထမင်းကတဲ့ဆန်နဲ့မချက်ရဘူးထမင်းဆန်နဲ့မချက်ရင်ဘာနဲ့ချက်အဲ့တော့စီကံချက်ကထုတ်လိုက်သေးတယ်အဲ့ထမင်းဟာတဲ့ဆန်နဲ့မချက်ရဘူးတဲ့နံပါတ်1နံပါတ်2ကရေနဲ့မချက်ရဘူးတဲ့ဒါလည်းခက်တာပဲเนาะနံပါတ်3ကထမင်းအိုးနဲ့လည်းမချက်ရဘူးတဲ့ဖိုကနောက်ပေါ်တင်ပြီးတော့လည်းမချက်ရဘူးတဲ့နံပါတ်4ကဖိုကနောက်ပေါ်တင်ပြီးတော့လည်းမချက်ရဘူးတဲ့နံပါတ်5ကမီးနဲ့လည်းမချက်ရဘူးတဲ့နံပါတ်6ကထင်းနဲ့လည်းမချက်ရဘူးတဲ့နံပါတ်9ကယောက်ျားလည်းမချက်ရဘူးမိန်းမလည်းမချက်ရဘူးထမင်းချက်တဲ့လူကယောက်ျားလည်းမဟုတ်ရဘူးမိန်းမလည်းမဟုတ်ရဘူးတဲ့နော်မျိုးသမီးလည်းမချက်ရဘူးမျိုးသားလည်းမချက်ရဘူးနံပါတ်10ကအဲ့ဒီထမင်းအိုးကိုပို့တဲ့အခါလမ်းကမပို့ရဘူးတခြားနေရာပို့ရမယ်အဲ့ဒီ10ချက်နဲ့အကျက်တွေ့ဒီထမင်းအိုးမျိုးပို့နိုင်ရင်ပို့မပို့နိုင်ရင်မင်းတို့ရွာလူတွေတန်းငွေ1000ဆောင်ဆိုပြီးတော့နန်းတော်ကစာရောက်လာတဲ့အခါမှာကြံရမရတော့မောဒရာပညာရှိစီသွားပြီးတော့အကူကြီးတောင်းကြတယ်အကူကြီးတောင်းတော့ဘုရားလောင်းလေးကစဉ်းစားတယ်စဉ်းစားပြီးတော့လွယ်ပါတယ်ဒါချက်မယ်ဆိုလို့ရှိရင်ဆန်နဲ့မချက်ဘူးဆိုစကွဲနဲ့ချက်တာပေါ့ကွာဒါတစ်ခုပြေသွားပြီဆန်နဲ့မချက်ဘူးစကွဲနဲ့ချက်မယ်ရေနဲ့မချက်ရဘူးဆိုရင်နှင်းရည်နဲ့ချက်မယ်နှင်းခံထားနှင်းရည်နဲ့ချက်မယ်ထမင်းအိုးနဲ့မချက်ရဘူးဆိုရင်ကောင်းပြီတခြားမြေအိုးတစ်လုံးနဲ့ချက်မယ်ထမင်းအိုးမဟုတ်ဘူးဟင်းအိုးတို့ရေအိုးတို့ဘာလို့နဲ့ချက်လိုက်တာဖိုကနောက်ပေါ်တင်ပြီးတော့မချက်ရဘူးဆိုတော့ငုတ်သုံးငုတ်ဆိုင်ပြီးတော့ချက်တယ်ဖိုကနောက်မဟုတ်ဘူးနော်ငုတ်သုံးငုတ်နဲ့ချက်တယ်မီးနဲ့မချက်ရဘူးဆိုတော့ပဂတိလူတွေမွေးနေကြမီးနဲ့မချက်ဘဲနဲ့မီးပုတ်ခုံပုတ်ကြည့်ဆိုအသားနှစ်ချောင်းကိုပုတ်လို့ရတဲ့မီးနဲ့ချက်တယ်နော်မီးနဲ့ချက်တယ်ထင်းနဲ့မချက်ရဘူးဆိုတော့ဘာနဲ့ချက်တော့တိပဲ6တိနဲ့ချက်တယ်တိပဲ6ကထင်းမဟုတ်ဘူးပေါ့နော်တိပဲ6နဲ့ချက်မယ်ယောက်ျားမိန်းမချက်သူကယောက်ျားမိန်းမမရှိဘူးဆိုတော့ပန်းတုပ်ဆိုတဲ့အချောက်နဲ့ချက်ခိုင်းတယ်ယောက်ျားလည်းမဟုတ်မိန်းမလည်းမဟုတ်တဲ့ပန်းတုပ်အဲ့ဒါနဲ့ချက်ခိုင်းတယ်သူတို့စီမှာလည်းလူဆုံးရှိလို့တော်တယ်အဲ့ဒီခက်ကလေးရှိဖို့ရနော်လမ်းမပို့ရဘူးဆိုတော့လမ်းမကြီးကိုရှောင်ပြီးတော့လူသားလမ်းတွေလေးကနေပြီးတည်ပြီးနန်းတော်ပို့လိုက်တယ်ဒါဘု து အစီမံလဲဆိုမောဟဒရာရဲ့အစီမံမှာဆိုတော့နန်းတော်ကသဘောကျလက်ခံသွားတယ်ဒီပေဟိလိကပြေးသွားပြန်ရောနော်ပေဟိလိပြေးသွားပြီနောက်ထပ်တစ်ခါအမှတ်ရှိမေခွန်းတစ်ခုရောက်လာပြန်တယ်ပြဿနာတစ်ခုဖြေဖို့ရောက်လာဒါကလည်းပဲပရိယေသုံးပြီးတော့ဖြေရှင်းရမယ်ဟာနန်းတော်ကစဉ်းစားတယ်မှာဘာပေါ်အောင်ဆိုဘုရင်ကြီးစီးတဲ့ဓာတ်မှာတဲ့ခြိထားတဲ့ကျိုးဟာဆွေးအဲ့ဒီဓာတ်စီးဖို့ရအတွက်မင်းတို့ရွာကလူတွေကသဲကိုကြိုးကျစ်ပြီးတော့ပို့ရမယ်ဓာတ်ဆင်ဖို့အတွက်သဲကိုကြိုးကျစ်ပြီးတော့ပို့ရမယ်အဲ့ဒါမပို့နိုင်ဘူးဆိုရင်မင်းတို့ယောဝမေဇာအကောင်တွေအလုံးတန်ခွေ1000ဆောင်ရမယ်ဆိုပို့လိုက်တယ်လူတွေကသဲကိုဘယ်လိုလုပ်ကြိုးဖြစ်အောင်ကျစ်မလို့ကြံရမယ်ဟာဖြစ်နေတော့အဲ့ဒီမှာမောဒရာပညာရှိကအကြံပေးတယ်ဒီကိစ္စဖြေရှင်းဖို့ရလွယ်ပါတယ်တဲ့ဘာလို့ရမလဲဆိုရင်ပြောတတ်ဆိုတတ်တဲ့လူတစ်ယောက်နှစ်ယောက်တော့ရွေးအဲ့ဒီလူတွေကိုခေါ်တယ်ခေါ်ပြီးတော့ဘယ်ရဲဝံဘုရင်ကြီးနဲ့တွေ့တဲ့အခါပြောရဲတယ်မဟုတ်လားပြောရဲပါတယ်အေးကောင်းပြီနန်းတော်သွားရှင်မင်းကြီးဘာလို့လာလဲလို့မေးလို့ရှိရင်ရှင်မင်းကြီးအရင်တုန်းကဒီဓမ္မချီတဲ့ကျိုးအတိုင်းတာပမာဏလေးသဲကိုကြွထားတဲ့ကျိုးအစအနအဟောင်းလေးရှိလို့ရှိရင်ပေးပါလို့တော့တောင်းတယ်
နော်တဲကျစ်ထားတဲ့ကျိုးများရှိလို့ရှိရင်အစအနလေးသွားတောင်းပါဘာဖြစ်လို့တော့ဆိုရင်ကျွန်တော်တို့ကအဲ့ဒီကျိုးအဟောင်းကိုကြည့်ပြီးတော့မှအသစ်ဆိုတာကျစ်လို့ရမှာပါဆိုတော့ဘုရင်ကြီးကတဲကျိုးကျစ်တယ်လို့မင်းတို့ဘယ်တော့မှကြားဘူးလို့တော့ဆိုတော့ရှင်မင်းကြီးမကြားဘူးရင်ကျွန်တော်မျိုးတို့လည်းဘယ်လိုလုပ်ပြီးတဲကိုကျိုးကျစ်လို့ရမှာတော့လို့ဆိုအဲ့ဒါနဲ့ပြေသွားပြန်ရတဲ့ပြဿနာနော်ကြံ့ကြံ့ဖမှအဲ့ဒါလို့နိပရိရဲ့သုံးပြီးတော့ဖြည့်ရှင်းတယ်ဟာနောက်တစ်ခါဘုရင်ကြီးစီကနန်းတော်ကဆင့်စာရောက်လာပြန်တယ်ဘုရင်ကြီးသုံးနေတဲ့ရေချိုးတဲ့ရေကန်ကြီးကဟောင်းနေပြီအဲ့ဒါကြောင့်မို့ရှေးရဝမင်းစကားလူတွေတောထဲမှာရှိတဲ့ရေကန်တကန်ကိုကြာမျိုး၅ပါးနဲ့ပွင့်လန်းနေတဲ့ရေကန်အစ်စ်ကိုနန်းတော်ရောက်အောင်ဆောင်ကျင်းပေးရမယ်မပေးနိုင်မင်းတို့တန်ငွေ1000ဆင့်စာရောက်လာဆင့်စာရောက်လာတော့ဘုရားလောင်းကအကြံပေးတယ်ကောင်းပြီအဲ့ဒါဆိုရင်မင်းတို့လက်ထဲမှာကြိုးစားကြိုးနာတွေယူသွားပြီဘုရင်ကြီးစီသွားလူ၄၅ယောက်သွားပင်ပင်ပန်းပန်းမောမောရွှွနေပါလေနဲ့ပုံစံဖန်ဆင်းပြီးတော့သွားခိုးကြတော့ဘုရင်ကြီးမေးတဲ့အခါမှာပြောရမယ်ဘုရင်ကြီးနဲ့တွေ့ရင်ပြောရမှာရှင်မင်းကြီးအရှင်မင်းကြီးရဲ့အရင်တုန်းကတောကနေပြီးတော့ယူထားတဲ့ရေကန်အဟောင်းအခုလိုတောကနေဆင့်ခေါ်ထားတဲ့ရေကန်အဟောင်းရှိရင်အဲ့ဒီရေကန်အဟောင်းကိုပေးပါကျွန်တော်တို့ရှင်မင်းကြီးကိုဆက်ဖို့ဆိုပြီးတော့တောကရေကန်တကန်ကိုကျိုးနဲ့တုပ်ပြီးတော့ခေါ်လာလိုက်တာတောထဲမှာကြီးတဲ့ရေကန်ဆိုတော့တဲ့ဒီကမြို့ရိုးတွေဗိမာန်တွေအဆောက်အဦကြီးတွေမြင်တဲ့အခါလန့်ပြီးတော့တောထဲပြန်ပြေးသွားလို့ဒီမှာကျိုးတွေပြတ်ကုန်ပြီပေါ့အဲ့တော့ရေကန်အဟောင်းကြီးပေးပါအဲ့ဒီရေကန်အဟောင်းကြီးနဲ့မြားပြီးတော့တောထဲကရေကန်ကိုမြို့ရောက်အောင်သူတို့ပို့ဆောင်ပေးပါမယ်ဆိုမင်းတို့ဘယ်တော့မှရေကန်ကိုတောကနေပြီးယူရတယ်လို့ကြားဘူးလို့တော့ဆိုရင်မကြားဘူးရင်ရှင်မင်းကြီးကျွန်တော်မျိုးတို့လည်းတတ်နိုင်မှာမဟုတ်ပါဘူးဆိုပြီးပြဿနာဖြေလိုက်ရပြန်တယ်အဲ့ဒါတစ်ခုနောက်ဆုံးတစ်ခုကျတော့ဘုရင်ကြီးကတေနကအမကြီးရဲ့အကြံစီနဲ့ဘုရင်ကြီးရဲ့ပန်းဥယျာဉ်ကြီးကဟောင်းနေပြီအဲ့ဒါတောထဲမှာရှိတဲ့နုပြိုတဲ့ပန်းမင်မျိုးစုံတဲ့ဥယျာဉ်ကြီးတစ်ခုကိုမင်းတို့တောကနေယူဆောင်ပြီးတော့နန်းတော်ကိုပို့ပေးရမယ်ဆိုတော့လည်းပဲခုနနီးနဲ့ပဲဖြည့်ရှင်းခိုင်းတယ်ဥယျာဉ်ဟောင်းကိုပေးပါအဲ့ဒီဥယျာဉ်ဟောင်းအတိုင်းပဲတောထဲမှာရှာပြီးတော့သူတို့ခေါ်ဆောင်ပေးပါမယ်လို့ပြောတော့တောထဲကဥယျာဉ်ကိုမြို့ထဲရောက်အောင်ခေါ်ဆောင်တယ်ဆိုတာဘယ်တော့မှရှိဘူးလို့တော့ဆိုအရှင်မင်းကြီးအခုလည်းမဖြစ်နိုင်ပါဘူးဆိုပြီးတော့မောဒရာပညာရှိရဲ့အစီအမံနဲ့အခုလိုပြောဆိုပြီးတော့ဘုရင်ကြီးခိုင်းသည်မြအပြစ်ဒဏ်တွေကလွတ်အောင်ကြံဆောင်ပြီးတော့ရှောင်လွဲနိုင်ခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီလိုမောဒရာပညာရှိပေါ်မှာပညာရှိမရှိစူးစမ်းဆင်ခြင်မှုတွေမျိုးမျိုးပြုလုပ်ပြီးတော့တေနကအမတ်ကြီးကိုခေါ်ကြစို့လို့ပြောတဲ့အခါမှာတေနကအမတ်ကြီးကအရှင်မင်းကြီးဒီလောက်နဲ့ပညာရှိလို့မဆိုနိုင်သေးပါဘူးဆိုပြီးပြောလိုက်တာသူပြောလိုက်တဲ့အချက်တွေကနဲတာမဟုတ်ဘူးအလုံး16ချက်လောက်ပညာစူးစမ်းတာအချက်ပေါင်း16ချက်လောက်မောဒရာပညာရှိရဲ့စွမ်းရည်တတ္တိတွေကိုပေါ်လွင်အောင်စူးစမ်းထားတော့လေတေနကအမတ်ကြီးကလက်မခံသေးဘူးအဲ့ဒါနဲ့ဘုရင်ကြီးကသူကိုယ်တိုင်ခေါင်းထဲမှာစဉ်းစားပြီးငါဒီပညာရှိလေးကိုတွေးချင်လှပြီအဲ့တော့တေနကသဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေငါကိုယ်တိုင်သွားကြည့်ပြီးတော့ခေါ်တော့မယ်ဆိုပြီးတော့အချမ်းရံပြိဿတ်တွေနဲ့သူစီးတော်မြင်းကိုစီးပြီးတော့ရဝမေစကရွာဘက်ကိုဘုရင်ကြီးကထွက်သွားတယ်အရှိတကားမောက်ကထွက်တယ်ကံမကောင်းအကြောင်းမလားတော့တောရွာနာရောက်ခင်သူဘုရင်ကြီးစီးလာတဲ့မြင်းကြီးဟာပတ်ကြားအဲ့ထဲမှာခြေကျွံပြီးတော့မြင်းကြီးကခြေတော်ကျိုးသွားတယ်နဲ့ဘုရင်ကြီးလည်းတက်ခောက်ပြီးတော့ပြန်လာခဲ့ရတယ်အရှိရွာကိုမရောက်ခဲ့ဘူးရှေ့ရွာအဲ့လိုရောက်တဲ့အခါကျတော့တေနကအမတ်ကြီးကပြောတယ်ရှင်မင်းကြီးကျွန်တော်ကအချိန်မကြာသေးဘူးလို့ပြောတာရှင်မင်းကြီးကနားမထောင်ဘူးရှင်မင်းကြီးရဲ့မင်္ဂလာမြင်းကြီးဟာခြေတော်ကျိုးသွားတယ်မဟုတ်လားဆိုပြီးတော့သူကအကွက်ရသွားတဲ့အခါကျတော့အချိန်မကြာသေးလို့ကျွန်တော်မျိုးဟာမခေါ်သေးတာပါအချိန်ကြရင်မောဒရာပညာရှိကိုခေါ်ပြီးမှာပါလို့ဘုရင်ကြီးကိုနှစ်သိမ့်စကားဆိုပြီးတော့ထားတယ်အဲ့ဒါဟာဘယ်လိုပဲပြဿနာတွေတက်လာ
ပညာရှိဆိုတာဟာတနည်းနည်းနဲ့ပြေလည်အောင်ပြဿနာတစ်ခုကိုဖြေရှင်းတတ်တာပဲဖြစ်တယ်ကိုအဲ့ဒါဟာလူတွေရဲ့မောဒရာပညာရှိရဲ့ပညာအရည်ချင်းပညာစွမ်းအားပဲဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ပညာစွမ်းအားဆိုဒီမှာအခက်ခဲမှန်သမျှကိုယုတ်တိရှိရှိထိထိမိမိနဲ့ဖြေရှင်းနိုင်တဲ့စွမ်းအားမျိုးဖြစ်သည့်အတွက်ကြောင့်ဒီပညာစွမ်းအားမျိုးတို့တွေဟာလည်းရရှိအောင်ကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီနှလုံးသွင်းပြီးအသိပညာတိုးပွားအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယံတုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောက်မြူပဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရအခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥသုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်းဟူသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟူသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပိတိတည်းဟူသောယနန်တို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်းသာ